ဒီနေ့ online ရမှာထားတဲ့ပစ္စည်းလေးတွေရောက်နေတာရဲ့အကိုတယောက်စီကမှာထားတဲ့ခုံလေးလည်းရောက်လာပြီမလို့အခန်းထဲမှာပစ္စည်းလေးတွေစမ်းထားကြည့်ပါမယ်အခန်းထဲမှာဒီနေရာကြီးကလွတ်နေပြီးတော့အမြဲရှုပ်ပွားနေရကြဒီနားမှာခုံလေးတစ်ခုံလောက်ထားချင်တာပေါ့နော်အလုပ်ထဲကိုစိတ်ပါလို့ရှိရင်ညာနဲ့တဲ့အထိလှုပ်တက်တဲ့သူမလို့အခန်းထဲမှာအလုပ်လုပ်ဖြစ်လို့ရှိရင်အိပ်ရာကိုမြင်ပြီးတော့လည်းအိတ်ချင်သွားမယ်ပေါ့စိတ်ကြိုက်မှားထားတဲ့ခုံလေးပါခုံလေးကတော့လေချစ်စရာလေးကိုမှားထားတဲ့အတိုင်းတစ်ထက်သေးကိုထွက်လာတယ်ဒါကလိုင်းမော်ကနေမှားထားတဲ့အခန်းအလှဆင်တဲ့ပစ္စည်းလေးတွေပေါ့နော်မှားထားတာလေးနဲ့တူလားဖောက်ကြည့်မယ်ကျူးလစ်ပန်းရဲ့အလှထိုးပန်းဦးလေးရဲ့ဒါလေးကကီးပုတ်ပန်လေးဒါကအငွေးထုတ်တဲ့ဆက်ပြီးမှစမ်းကြည့်မယ်ဒါကဇပွဲကင်းဒါကဇာလိုက်တာဒါကလေတော်တော်အဆင်မပြေတာတိလားကိုကလည်းလေအဲ့အိုးပန်းအိုးဝယ်တော့ကလေတေချာဆိုင်ကိုမမေးလိုက်မိဘူးပေါ့နော်ရောက်လာတော့မှလေအိုးကအကြီးဖြစ်နေအဲ့ဒါနဲ့ဝယ်ထားတဲ့ပေးရအမကိုသူကပြောတော့သူကပြောတယ်ပန်းကတဲ့တန်ချောင်းလေးတွေမလို့ပေါ့နော်ခောက်ပြီးတော့ထိုးလို့ရတယ်ညီမလေးစမ်းလုပ်ကြည့်ပါလားတဲ့အမမပြောလိုက်မိဘူးပေါ့နော်အဲ့လိုမျိုးပြောတာနဲ့သူပြောတယ်လို့မျိုးခောက်ပြီးတော့ထိုးကြည့်တယ်အဲ့ဒါနဲ့ကိုလည်းသူပြောတယ်လို့တန်ချောင်းလေးတွေချိုးပြီးတော့ထိုးကြည့်လိုက်တော့အဆင်မပြေပါဘူးလုံးဝအဆင်မပြေပါဘူးတနားကြီးလောက်ကြာသွားပါတယ်ကျမလည်းလုံးဝစိတ်မရှိတော့ဘူးပေါ့နော်နောက်ဆုံးကြတော့မှဒီဓာတ်တူပြားလေးနဲ့ကိုလှုပ်တက်တယ်လို့စမ်းပြီးတော့ရောင်တောင်ပေါင်တောင်ရှောက်လုပ်ကြည့်တော့မှအဆင်ပြေသွားတယ်အဆင်ပြေသွားရလဲကျမစိတ်ကကြီးသွားရောကြည့်ရလားအင်္ဂါသမီးဆိုတော့လေအခုကောက်ချင်ကောက်အခုဖြောက်ချင်ဖြောက်ဒါကတော့အမွှေးစီလေးထည့်ပြီးတော့သုံးရတာပေါ့နော်အခန်းကနည်းနည်းလုံတော့လေဒီဥစ္စာလေးကအဆင်ပြေတယ်ပေါ့မွှေးနေရပဲအမွှေးစီဝယ်ပြီးတော့ထည့်ထားရဆိုတော့လေမွှေးနေရပဲပေါ့အခန်းတောက်လေးကိုတန်းရှင်းလုပ်ပြီးတော့ကိုလိုချင်တဲ့ပစ္စည်းလေးတွေနေရာချလိုက်တော့အဲ့တော့ကျမရဲ့မကြည်နှက်ချက်ပေါ့နော်အရင်တခါမှန်ဘလူးပါတဲ့ဟာကြီးဝယ်မိလို့ဆိုပြီးအဆင်မပြေလို့အခုအစ်စ်တစ်ခုထပ်ပြီးတော့ဝယ်တာဒါကလည်းမှန်ဘလူးနည်းနည်းတော့ပါတယ်ဒါပေမဲ့အရင်ဟာလောက်တော့မရှိဘူးပေါ့နော်ဒါလေးတော့အဆင်ပြေသွားတယ်စာလိုက်ကာရှိကိုလေအခန်းထဲမှာပဲတက်မယ်လို့တွေးထားပေမဲ့ဒီဖះเจ้าဆောင်သားလေးကတက်လိုက်လို့ရှင်ပို့ပြီးလှမယ်လို့စိတ်ကူးရလို့ဖះเจ้าဆောင်သားမှာပဲတက်လိုက်ပါတယ်ပေါ့ပေါ့ပါပါမိမ့်မသားလေးပေါ့စာလိုက်ခောက်တက်တယ်မှာခုံမွားတော့ပြုတ်ကြတော့မလို့ကက်ခွာပုံစံမျိုးဆိုတော့လေဖြုတ်ရတက်ရလည်းအဆင်ပြေတယ်ကိုလျှော်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဖြုတ်လျှော်လိုက်အောင်ပဲပေါ့နော်သူကလေအရှည်ကြီးဆိုတော့လေကိုအရန်ကြိုက်တယ်ဇာပါလေးမလို့လေးဝင်လေးထွက်လဲကောင်းတယ်ကိုထိုးထားတဲ့လီလီပန်းတွေနဲ့ပိုတောင်မှလိုက်သွားတယ်လို့ခံစားရတယ်ဖျားပန်းဆိုလို့ရှိရင်အပွင့်ပန်းပဲထိုးရတာကြိုက်တယ်ဒါပေမဲ့လေအခုကလေအရန်ပူတော့အပွင့်ပန်းကလည်းအရန်ကြီးမခံတော့ဘူးရှင်2ရက်3ရက်ဆိုလို့ရှင်ကျွေးသွားပြီပန်းတွေပွင့်နေတာမြင်တော့အရန်ကြိုက်တယ်ဒါပေမဲ့ညှိုးနေရမြင်လို့ရှင်လည်းမကြိုက်ပြန်ဒီနေ့ဝယ်ထားတဲ့ပစ္စည်းလေးတွေနဲ့နေရာချကြည့်လိုက်တာအကုန်လုံးအဆင်ပြေပါတယ်အရန်လဲကြိုက်ပါတယ်ထပ်ပြီးတော့လည်းဖြည့်ကျင်တဲ့ဟာတွေအများကြီးရှိပါတယ်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာ